ရွှေမန်းမြေမှာစိန်ချစ်သူတွေလာမဲ့အောက်တိုဘာလ12ရက်နေ့မှာလက်တီတိုင်းမို့ရဲ့တည့်ရထဲရမယ်မဟာခရင်းရှိကြောင်းသတင်းကောင်းလေးပေးချင်ပါတယ်ရှင်အော်တိုဘာလ12ရက်နေ့မနက်9:00နာရီမှညနေ6:00နာရီအထိမန္တလေးမြို့စီမွန်စကွဲခမ်းမကြီးမှာကျင်းပပြုလုပ်ကြမည်ဖြစ်တဲ့ Cycle Jam and Gallery Show ပွဲကြီးမှာလည်းလက်တီတိုင်းမို့မြန်မာကလည်းပါဝင်တော့မှာဖြစ်ပါတယ်ရှင်ဒီပွဲကြီးမှာရတနာလုပ်ငန်းကိုစတင်လုပ်ကိုင်လိုသူများနဲ့လုပ်ငန်းတူမိတ်ဖက်ရတနာလုပ်ငန်းရှင်များအတွက်အထူးစီစဉ်အနေနဲ့လက်တီတိုင်းမို့မြန်မာမှာနောက်ဆုံးပေါ်လက်ဝဲရတနာသစ်စမ်းများကိုလက်ကားစစ်ထက်တာတဲ့စက်ရုံတိုင်းရဲ့ရင်းနဲ့ရောင်းချပေးသွားမယ့်အကြောင်းသတင်းကောင်းလေးပေးချင်ပါတယ်ရှင်ဒါပြင်တမိုးကြီးအိမ်လုံးရဲ့ချစ်ပစ္စည်းများကိုလည်းတစ်ခုဝယ်တစ်ခုမြတ်တာလက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်မန္တလာမြေရစိတ်ချစ်သူချစ်မိတ်ဆွေတွေအတွက်ကောတစ်စိတ်ပြန်လဲရောင်းချမယ်လုပ်ငန်းတူမိတ်ဆွေတွေအတွက်ကောလုံးဝလက်မလွတ်တဲ့မဟာခရီးကြီးတစ်ရက်ဖြစ်တာမို့ Cycle Game and Gallery Show ပွဲရှိရာလက်တီတိုင်းမြန်မာဆိုင်ခပြစီတို့အရာဝန်းလာတဲ့ကိုဖိတ်ခေါ်လိုက်ပါရှင်Lucky Diamonds